Mandiga Gaza Don My Rafama Hamas yet Takai Mulu Israel Popiagare Pokwe Amanda Ge Israel Takai Mujam Jahi Kere Pongane Pokwera Piedelu Drop Site News Sonzan Sisi Drentanaka Tugemane Israel Sadari Malare Budu Zaha Dima Pokwe Bongu Jamie Yakane Bon Pokwega Israel Sadanu de Son Gebare Hamas နဲ့အဖြစ်ရည်သဘောတူညီချက်ရခဲ့တဲ့အောက်တိုဘာ10ရက်နေ့နောက်ပိုင်းဂါဇာမှာအစ္စရေးကအဖြစ်ရည်ချိုးပေါက်တိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်ခဲ့ပြီးအနည်းဆုံးပါလက်စတိုင်းပြည်သူ100လောက်အသက်ခံခဲ့ရပါတယ်။အစ္စရေးရဲ့အဖြစ်ရည်ချိုးပေါက်မှုဟာအနည်းဆုံးအကြိမ်80ရှိခဲ့ပါတယ်။ဒီချိုးပေါက်မှုတွေကတော့ပါလက်စတိုင်းပြည်သူ38ဦးကိုတပ်ဖြတ်တာပါလက်စတိုင်းတွေကိုတစားကန်အဖြစ်ဖမ်းဆီးတာမြင်မြင်သမျှဘုံကျဲတာအရသားတွေကိုပြစ်မှတ်ထားတနက်နဲ့ပြစ်ခတ်တာတွေပါဝင်ပါတယ်။အပြစ်ရရေးမှာဂါဇာကနေအစ္စရေးစစ်တပ်ထွက်ခွာသွားရေးပါပေမဲ့အစ္စရေးဘက်ကတော့ဒါကိုလိုက်နာခြင်းမရှိပါဘူး။ဂါဇာစီးတီးကလူနေထူထပ်တဲ့ရပ်ကွက်တွေမှာတပ်တွေဆက်ချထားပြီးပြစ်ခတ်တပ်ဖြတ်မှုတွေလှုပ်ဆောင်နေစေဖြစ်ပါတယ်။